Korean Air Flight 801ဆိုတဲ့ဟာလေးနဲ့ဆက်သွား1998ခုနှစ်ကဖြစ်ခဲ့တာဒီလေမြန်ကည10နာရီခွဲမှာတဲ့ဒီ Kimpo Airport ကနေပြီးတော့ထွက်တာနောက်ထပ်ဒီ Guam ဆိုတဲ့နိုင်ငံလေးကိုသွားတာတနာရီခွဲမှာဒီလေမြန်ကစပြီးတော့မိုးနည်းနည်းရှိတဲ့ကြောင့်မလို့ဒီမိုးတိမ်လေးတွေကထွက်လာတယ်တဲ့အဲ့မှာရှိတဲ့ flight engineer ကသူ့ရဲ့ captain နဲ့သူ့ရဲ့ဒီ first officer ကိုဘာပြောလဲဆိုရင် Guam မြို့ရောက်တော့မယ်လို့သွားနေလှမ်းပြောတယ်တဲ့သူက captain ကဘာပြောလဲဆိုလို့ရှိရင်တဲ့မိုးနည်းနည်းရွာနေကြောင့်မလို့လေယာဉ်ကွင်းကို radar နဲ့ဆင်းတာမဟုတ်ဘဲနဲ့ visual approach နဲ့ဆင်းမယ်ဆိုပြီးတော့သွားနေပြီးတော့ဒီ captain ကလည်းပြောလိုက်တယ်တဲ့တနာရီ40မိနစ်နဲ့48စက္ကန့်မှာ captain ကစပြီးတော့လေပြန်စဆင်းပြီးပေါ့ဆင်းတဲ့အခါမှာသူရဲ့ကော co-pilot ကိုမိုးနည်းနည်းရွာနေမလို့ဒီ wiper ကိုဖွင့်လိုက်ဆိုပြီးတော့လုပ်ခိုင်းအဲ့မှာလေသူ wiper on ပြီးတော့တကယ်လည်းအပြင်ကိုကြည့်လိုက်တဲ့အခါမှာတဲ့ first officer co-pilot ကသူကဘာပြောလဲဆိုရင် runway ကိုမမြင်ရဘူးဆိုပြီးတော့သူ့ရဲ့ captain ကိုပြောတယ်အဲ့လိုအချိန်မှာပဲတဲ့ဒီ48 second မှာပဲဒီ ground proximity warning system ဆိုတာလေယာဉ်ကမြေကြီးနဲ့ဘယ်လောက်အကွာအဝေးရှိတယ်လဲဆိုတာကိုwarning ပေးတဲ့ systemအဲ့ system ကနေပြီးတော့ဗာပြောလဲဆိုရင်လေယာဉ်ကမြေကြီးနဲ့ထိဖို့အတွက်ပေ900ပဲကွာတော့တယ်ဆိုပြီးတော့အလန်းမြည်လာနောက်ထပ် second 30လောက်ကြာမှာဒီ first officer ထပ်ပြောတယ်လေယာဉ်ကိုအပေါ်ကိုဆွဲတင်မယ်ပြီးတော့မှပြန်ပြီးတော့ runway ကိုပြန်ရှာမယ်ဆိုရအဲ့လိုပြောတဲ့ဟာကို flight engineer ကလည်းသူကလက်ခံတယ် captain ကတခွန်းမှဘာမှမပြောသေးဘူးဒီထဲမှာနောက်ထပ်3 second လဲကြာလဲကြာအောင် flight engineer ကထပ်ပြီးတော့ order go around ဆိုပတ်သွားအောင်ဆိုပြီးတော့ထပ်ပြောတယ်အဲ့ခါကျတော့မှစပြီးတော့ captain ကပြောတယ် go around လို့ပြောတယ်ဒါပေမဲ့တနာရီ42မိနစ်26စက္ကန့်မှာတော့ဒီလေယာဉ်ကဘာဖြစ်သွားဆိုရင်တောင်နဲ့တိုက်ပြီးတော့လေယာဉ်ကပေါက်ကွဲသွားတယ်တို့ထင်တာက runway ကိုရောက်နေပြီလို့ထင်ထားတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုလို့ရှိရင် runway ကိုရောက်နေရမယ် runway နဲ့တခြားပြီပဲတောင်ကြားထဲမှာပဲရှိသေးတယ်တောင်နဲ့တိုက်သွားတယ်ပထမဆုံးနဲ့ကျွန်တော်တို့ Korean Airline ရဲ့ safety record ကိုကြည့်မယ်ဆိုရင်တဲ့1990လောက်အတွင်းမှာသူတို့မှာ accidents တွေ3ခုရှိတယ်1980လောက်မှာကျတော့ accidents တွေပိုများလာတယ်1990ကြားထဲမှာကျတော့ပို့ပြီးတော့ဒီ accident တွေကပို့ပြီးတော့လည်းများလာတော့တွေ့ရတယ်ဒါပေမဲ့ဒီ2000ရဲ့နောက်ပိုင်းမှာကျတော့သူရဲ့ safety record ကတော်တော်လေးကောင်းသွားတယ်ဆိုတော့သဘောတရားဘလို့ဖြစ်လို့ပေါ့နော်ဒီ Korean Airline ကအဲ့ဒီအချိန်တော့1990 80 90လောက်တုန်းကကမ္ဘာမှာ accident record အရာအဆိုးဆုံးဖြစ်ခဲ့တဲ့ကုမ္ပဏီအဲ့ဒါနေမှာဘလို့ဖြစ်လို့လုံးဝသူတို့မှာ accident တွေ incident တွေလုံးဝမရှိတော့ဘဲနဲ့ safe အဖြစ်ဆုံး airline တွေမှာဖြစ်လာတယ်တကယ်တဲ့အပြင်မှာလေမြန်ပြတ်ကြတဲ့ဟာရုပ်ရှင်တွေကလိုမျိုးလေမြန်ပြတ်ကြတာမျိုးမဟုတ်ဘူးတဲ့များသောအားဖြင့်တဲ့လေမြန်ပြတ်ကြဖို့အတွက် theory research တွေက average မှာတဲ့ human error ပေါင်းဘယ်နှခုထပ်ဆင့်တစ်ခုထပ်ဆင့်ဖြစ်သွားလို့ဆိုရင်9ခုလောက်ထပ်ဆင့်ဖြစ်သွားတော့မှနောက်ဆုံးအနေနဲ့ပြန်ပြီးတော့ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့ teamwork နဲ့ communication ကအရေးအကြီးဆုံးနဲ့အဓိကပြဿနာအနေနဲ့ aviation accidents တွေ incidents တွေမှာဖြစ်သွားတယ်ဒီ Korean Airline ကြောင်းကိုပြန်ပြီးတော့လေ့လာကြည့်တဲ့အခါမှာကိုရီးယားမှာဆိုလို့ရှိရင်သူတို့ရဲ့ culture ရတယောက်နဲ့တယောက်ဆက်ဆံပြောဆိုပုံကအရန်ကိုဟာတယ်အဲ့ကြောင့်မလို့ဘာဖြစ်တာလဲဆိုလို့ရှိရင်တစ်ခါကျရင်ဒီ pilot ကအမှားလုပ်နေပေမဲ့မှားနေလို့သူကတိုက်ရိုက်သွားပြောလို့မရဘူးဒါမှမဟုတ်အဲ့လိုမျိုးပြောတဲ့ delay မရှိသူတို့ language မှာတယောက်နဲ့တယောက်ခေါ်ပုံဆက်ဆံပုံက level တွေအများကြီးရှိတယ်လူကြီးကိုခေါ်တစ်မျိုးဆို manager address လုပ်ရတဲ့ပုံစံတစ်မျိုးလို့မျိုးပြောတာအဲ့ကြောင့်မလို့ဘာဖြစ်တာလဲဆိုရင်အများခုနကပြောတဲ့ဒီသူတို့ရဲ့ safety record ကအရန်ဆိုးဆိုးဝါးဖြစ်2000လောက်မှာသူကဘာလုပ်ခဲ့တာဆိုရင် America Delta Airline ကနေပြီးတော့ Chief of Operation ကိုယာတူပေးပြီးတော့ဒီ Korean Airline ကိုပြောင်းစေခဲ့တာပထမဆုံးချင်းသူကဘာလုပ်တာလဲဆိုရင် Aviation English ကိုအကုန်လုံးကိုသူ training ပေးလိုက်တယ်ပြီးလို့ရှိရင်ဒုတိယအချက်က Make English the main language ဆိုလို့တဲ့ဘော်ဒီကဘာလဲဆိုလို့ရှိရင်တယောက်နဲ့တယောက် English လို့ပဲပြောတာနောက်တစ်ခုကသူဘာသင်ပေးလဲဆိုရင် assertive communication ဆိုတာတော့ဒါတခုကိုပြောရမယ်ဆိုရင်ရိုင်းတာမဟုတ်ဘဲနဲ့ကိုပြောချင်တဲ့ point ကိုတစ်ဖက်လူနားလည်အောင်ပြောဖို့သူကသင်ပေးတယ်။နောက်ဆုံးတစ်ခုကတော့ address each other by name ပုံမှန်ဆိုလို့ရှိရင်သူတို့ခေါ်တာ captain ဘာညာဒါမှမဟုတ် sir ဘာညာလို့ခေါ်တဲ့ဟာမျိုးမဟုတ်တော့ဘဲနဲ့တယောက်နဲ့တယောက်ကိုဘာနဲ့ပဲခေါ်ခိုင်းတာလို့ဆိုရင်နာမည်နဲ့ပဲခေါ်ခိုင်းတယ်